င်္ဂလာပါခင်ဗျာကျွန်တော်နာမည် Billion ပါဒီနေ့မှာတော့ Linux ဆိုတဲ့ operating system OS အကြောင်းရှင်းပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ Linux ကိုဖုန်းတွေ server တွေ super computer တွေအပြင်သင်ကွန်ပျူတာမှာတော့အသုံးပြုနေကြတာကိုလူအများစုကသတိမထားမိကြပါဘူးခင်ဗျာကဲစလိုက်ရအောင် Linux ဆိုတာဘာလဲပထမဆုံးအနေနဲ့ Linux ဆိုတာဘာလဲဆိုတာရှင်းပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ Linux က Windows နဲ့ Mac OS တို့လိုပဲ operating system OS တစ်မျိုးဖြစ်ပါတယ်၎င်းကကွန်ပျူတာနဲ့ hardware တွေအကြားအလုပ်လုပ်ဆောင်နိုင်အောင်ကူညီပေးပြီး program တွေကိုလည်ပတ်စေပါတယ် Linux မှာထူးခြားတဲ့အချက်တွေလည်းရှိပါတယ်ခင်ဗျာအခါမဲ့ဖြစ်ပြီး open source ဖြစ်ခြင်းစိတ်ကြိုက်ပြင်ဆင်နိုင်ခြင်းလုံခြုံစိတ်ချရခြင်းကွန်ပျူတာဟောင်းတွေမှာပါအဆင်ပြေစွာအသုံးပြုနိုင်ခြင်းတို့ဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်ဘာလို့ Linux ကိုအသုံးပြုကြရလဲ Linux ကိုအသုံးပြုကြတဲ့အချက်တွေကတော့ကျွန်တော်အခုရှင်းပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာပထမအချက်လုံခြုံမှုရှိခြင်း virus တွေ malware တွေတိုက်ခိုက်မှုတန်ကိုခံနိုင်ရရှိပါတယ်ဒုတိယအချက်တည်ငြိမ်မှုဖြစ်ခြင်း system crashing တွေနေပါပါတယ်တတိယအချက်စိတ်ကြိုက်ပြင်ဆင်နိုင်ခြင်းမိမိစိတ်ကြိုက် preferences တွေ interfaces တွေကိုစိတ်ကြိုက်ပြင်ဆင်နိုင်လို့ရပါတယ်ခင်ဗျာလေးခုမြောက်အချက်စမ်းဆောင်ရည်မြင်မာခြင်း developer တွေ hacker တွေ IT engineer တွေအတွက်ဆွမ်းဆောင်မှုမြင်မာခြင်းလိုအပ်ပါတယ်ခင်ဗျာဒါကြောင့်မလို့ Linux ကိုအသုံးပြုကြပါတယ်ခင်ဗျာကြော်ကြားတဲ့ Linux distribution တွေများ Linux မှာ distribution တွေအမျိုးမျိုးရှိပါတယ်ခင်ဗျာပထမအကြော်ကြားဆုံး Linux distribution ကတော့ Ubuntu beginner friendly အဖြစ်ဆုံးပါပဲခင်ဗျာဒုတိယတစ်ခုကကြတော့ Kali Linux hacker တွေ penetration tester တွေ cyber security သမားတွေအတွက်အကောင်းဆုံးပဲဖြစ်ပါတယ်ခင်ဗျာတတိယတစ်ခုကကြတော့ Arch Linux advanced user တွေအတွက်ပဲဖြစ်ပါတယ်ခင်ဗျာလေးခုမြောက် Debian error တွေ system crashing တွေများအနည်းဆုံးပဲဖြစ်ပါတယ်ခင်ဗျာနောက်ဆုံးတစ်ခုကတော့ Fedora specialized user တွေအတွက်ပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်အခုပြောသွားတာကတော့အကောင်းဆုံး Linux distribution တွေပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်အခု Linux အတွက်အကြောင်းအရာလေးတစ်ခု share လုပ်ချင်ပါတယ်ခင်ဗျာ Android OS ဟာ Linux ကိုအခြေခံပြီးဖြစ်ပေါ်လာတာပဲဖြစ်ပါတယ်ခင်ဗျာ Linux ကိုနေရာတိုင်းမှာလည်းတွေ့နိုင်ရပါတယ်ခင်ဗျာ smartphone တွေကွန်ပျူတာတွေ server တွေအပြင်အာကာသနည်းပညာတွေမှာတော့တွေ့ရတာပဲဖြစ်ပါတယ်ခင်ဗျာဒါဆို Linux အကြောင်းအခြေခံတွေများသိနေပြီလို့ကျွန်တော်လည်းယုံကြည်ပါတယ်ခင်ဗျာကွန်ပျူတာသမားတွေ programming သမားတွေ cyber security သမားတွေအတွက် Linux ကမတိမနေရှိထားမယ့်အရာတစ်ခုပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်လည်း cyber security အကြောင်းဆက်လက်ရှာဖွေပြီးဗီဒီယိုတွေလည်းဆက်တင်ထားမှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်အခုတင်ထားတဲ့ဗီဒီယိုဟာ knowledge တစ်ခုရမယ်လို့ကျွန်တော်လည်းယုံကြည်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်